အားလုံးမင်္ဂလာပါဒီပတ်ဆိုလို့ရှိရင်သင်ခန်းစာ30မေလ30ရက်နေ့ဇွန်လ9ရက်နေ့အထိဖြစ်တယ်နေ့စဉ်အသက်တာ၌သခင်ယေရှုနောက်လိုက်ခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်မေလ30ရက်မှာဥပုံနဲ့မိုးနဲ့ပိုင်းဖတ်ဖို့ရတဲ့ချက်တွေကတော့ရှင်နုကခရစ်ခန်းကြီး7ခန်းငယ်39မှာ54ထိရှင်နုကခရစ်ခန်း7ခန်းငယ်4မှာ21ထိ35မှာ53ထိအမုတ်ခန်းကြီး6ခန်းငယ်1ရှင်နုကခရစ်ခန်း8ခန်းငယ်4မှာ15ထိရှင်နုကခရစ်ခန်း22ခန်းငယ်24မှာ29ထိပဲဖြစ်ပါတယ်အဓိကဖတ်မဲ့လူတန်းချက်ကတော့ရှင်နုကခရစ်ခန်း19ခန်းငယ်9တမန်တော်တို့ကကျွန်တော်တို့ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါဟုသခင်ဖျားကိုတောင်းပန်ကြလေနောက်တစ်ခေါက်ဖတ်ပြပါဦးမယ်တမန်တော်တို့ကကျွန်တော်တို့ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါဟုသခင်ဖျားကိုတောင်းပန်ကြလေသခင်ယေရှုဟာဆိုရင်နာမည်ကျော်တဲ့ဆရာကြီးတူပဲဖြစ်ပါတယ်သူဟာဆိုရင်ဘာသာရေးကျောင်းဒါမှမဟုတ်တသနိကဗေဒကျောင်းကိုလည်းဖွင့်ထားတာမဟုတ်ပါဘူးသူရဲ့ရည်ရွယ်ချက်ဆိုရင်ပျောက်တဲ့သူကိုရှာပြီးကယ်တင်မှုရန်အတွက်ပဲဖြစ်ပါတယ်အဲ့တန်ချက်ကိုရှင်နုကခရစ်ခန်း19ခန်းငယ်30မှာတွေ့ရတယ်သူဟာဆိုရင်ထာဝရဘုရားရှင်ရဲ့ဇေယျကိုပြဖို့ရန်အတွက်ကြွားရောက်ခဲ့ပါတယ်ကတ္တမှာချစ်ချင်းမြတ်တာရဲ့အကောင်းဆုံးပုံသက်တွေကိုလည်းပြခဲ့ပါတယ်ဘုရားသခင်ကဆိုရင်အမှန်တကယ်ဘယ်ကဲ့သို့ဖြစ်တယ်ဆိုတာလူအားလုံးနဲ့မကြရှုံးသေးတဲ့ကဘာများကိုကတ္တိုင်ပေါ်မှာသူပြခဲ့ပါတယ်အပြစ်ရှိတဲ့လူသားတွေကိုကယ်တင်ခြင်းရရှိဖို့ရန်သူဟာအပြစ်ရဲ့အဖိုးခကိုပေးဆက်ခဲ့ပါတယ်ဤကဲ့သို့ပြုလုပ်ခြင်းဖြင့်သူဟာဆိုရင်ကယ်တင်ခြင်းရတဲ့လူပေါင်းအဖွဲ့အစည်းတွေကိုဖွဲ့လိုက်ပါတယ်ဤလူအဖွဲ့အစည်းတွေဆိုရင်သူ့ရဲ့အသေးခံခြင်းနဲ့ကယ်တင်ခြင်းကိုရရှိပြီးတော့သူ့ရဲ့အသက်တာနဲ့တုံ့တင်ချက်တွေအတွက်ပုံသက်တွေများဖြစ်ဖို့ရန်ရွေးချယ်ခြင်းခံရပါတယ်ဤကယ်တင်ခြင်းခံရတဲ့လူပေါင်းအဖွဲ့အစည်းကိုဝင်ဖို့ခေါ်ခြင်းဆိုရင်ထို့သောခေါ်တဲ့သူတွေကခရစ်တော်အပေါ်မှာသစ္စာအပြည့်အဝရှိဖို့ရန်ဖြစ်ပါတယ်သူပြောတဲ့အရာတွေဆိုရင်နောက်လိုက်တစ်ပတ်များအတွက်အသက်တာမှာဥပဒေသပဲဖြစ်တယ်သူ့ရဲ့ဆန္ဒဆိုရင်နောက်လိုက်တစ်ပတ်တွေတဲ့အသက်တာရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ဘယ်လောက်ကောင်းနေဖြစ်စေစုံနေဖြစ်စေခရစ်တော်နဲ့သူ့ရဲ့အလိုတော်အပေါ်သစ္စာရှိခြင်းကိုအစားထိုးလို့မရပါဘူးနောက်လိုက်တစ်ပတ်ဖြစ်ခြင်းရဆိုရင်ကျွန်တော်တို့အတွင်းမှာခရစ်တော်အသက်ရှင်နေထိုင်မှသာလျှင်ဖြစ်နိုင်ပါတယ်အချို့သောစီးမြင်တွေကိုအပြည့်အဝနားထောင်ရန်လိုအပ်ပါတယ်ဘယ်လိုပဲအစားထိုးခြင်းပြောင်းလဲခြင်းကိုလည်းခွင့်ပြုမှာမဟုတ်ပါဘူးမေလ31ရက်ဒီနေ့နေ့ပါရိရှဲများကဲ့သို့မဖြစ်နှင့်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်လေ့လာမယ့်ကျမ်းပိုက်ကရှင်နုကခရစ်ခန်း7ခန်းငယ်39မှာ54ထိဖြစ်တယ်ဧဝံဂေလိကျမ်းထဲမှာဆိုရင်ပါရိရှဲတွေအကြောင်းဥပမာပေါင်း80ကျော်ရှိပါတယ်25ရာခိုင်နှုန်းမှာဆိုရင်ရှင်နုကခရစ်ဝင်ကျမ်းမှာတွေ့ရှိနိုင်ပါတယ်ပါရိရှဲတွေဆိုရင်၎င်းတို့ရဲ့တင်းကျပ်တဲ့ဥပဒေနဲ့အများကသိကြပါတယ်သို့ပေမဲ့ဇဒ္ဒုကဲတွေကျတော့၎င်းတို့ရဲ့မတည်ငြိမ်တဲ့သဘောထားများဖြစ်အများကသိကြပါတယ်ပါရိရှဲများဆိုရင်များသောအားဖြင့်ပညာတရားဝါဒီများဖြစ်ကြပြီးကရုဏာကျေးဇူးကိုများသောအားဖြင့်ယုံကြည်ရသူတွေလည်းဖြစ်တယ်သို့ပေမဲ့လည်းသူတို့ကဆိုရင်ပညာတရားကိုတင်းကျပ်စွာစောင့်ခြင်းဖြင့်ကယ်တင်ခြင်းရတယ်ဆိုတော့သုံးသင်ရတဲ့သူတွေဖြစ်ပါတယ်ရှင်လုကာခရစ်ခန်း7ခန်းငယ်39မှ54ကိုဖတ်ရအောင်ထိုသုံးမိတ်တော်မူစဉ်တွင်ပါရိရှဲတယောက်သည်အစာကိုသုံးဆောင်တော်မူစေခြင်းကကိုတော်ကိုခေါ်ပင့်လျင်သူ၏အိမ်သို့ကြွ၍စပွဲ၌ရောင်းတော်မူ၏အစာကိုမစားမီဆေးခြင်းကိုပြုတော်မမူသည်ကိုထိုပါရိရှဲသည်မြင်လျင်အံ့ဩလေ၏သခင်ဖျားကလည်းပါရိရှဲဖြစ်သောတင်တို့သည်ဖလားလင်ပန်းကိုအပြင်၌ဆေးကြောကြ၏အတွင်း၌ကလူယူခြင်းစုံညစ်ခြင်းနှင့်ပြည့်လျက်ရှိ၏လူမိုက်တို့အပြင်ကိုဖန်ဆင်းသောသူသည်အတွင်းကိုလည်းဖန်ဆင်းတော်မူသည်မဟုတ်လောတာ၍ကောင်းသောနည်းမူကားတတ်နိုင်သမျှအတိုင်းဆင်းရဲသားတို့အားစွန့်ကြဲကြလောတို့ပြုလင်ခတ်သိမ်းသောအရာတို့သည်သင်တို့အားတန့်ရှင်းကြလိမ့်မည်ပါရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပင်စိမ်းရွက်ကျူရွက်မျိုးမှစ၍မြက်ပင်အမျိုးမျိုးကိုဆယ်ဖို့တဖို့ဖို့လူကြသည်တွင်တရားသဖြင့်စီရင်ခြင်းဖျားသခင်ကိုချစ်ခြင်းအမှုကိုကလှည့်၍ထားကြ၏အရင်ဆိုသောအရာတို့ကိုမလက်မထားနောက်ဆိုသောအရာတို့ကိုကျင့်ရမည်ပါရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားတရားစရ၌မြင့်မြတ်သောနေရာထိုင်ရာကို၎င်းဈေး၌ယူသေးစွာနှုတ်ဆက်ခြင်းကို၎င်းနှစ်သက်ကြ၏သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားမထင်ရှားသောသင်္ချိုင်းတွင်းနှင့်တူ၏ထိုတွင်းအပေါ်မှာတွာလာသောသူတို့သည်သင်္ချိုင်းတွင်းရှိမှန်ကိုမသိကြဟုမိန့်တော်မူ၏
ကျန်းတက်တယောက်ကလည်းအရှင်ဖေဟာထို့သောဆိုရင်အကျွန်ုပ်တို့ကိုပင်ကဲ့ရဲ့အပြစ်တင်တော်မူသည်ဤဟုလျှောက်တော့ကျန်းတက်တို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားထိုင်းခဲသောဝန်ကိုသူတစ်ပါးအပေါ်မှာတင်တတ်၏ကိုယ်လက်ဖြားနှင့်မြမတို့ကြတင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပယောဖက်တို့၏သင်္ချိုင်းများကိုတီလှုပ်၍တင်တို့၏ဘိုးဘေးများသည်သူတို့ကိုတတ်ကြ၏အကယ်စင်စစ်တင်တို့သည်ဘိုးဘေးတို့၏အပြုမှုကိုလက်ခံကြ၏ဘိုးဘေးတို့၏ပယောဖက်များကိုတတ်ကြပြီးတင်တို့မူကားသင်္ချိုင်းတို့ကိုတီလှုပ်ကြ၏ထို့ကြောင့်ဖျားသခင်၏ဉာဏ်စင်ရင်တော်မူသည်ကားပယောဖက်တမန်တော်တို့ကိုသူတို့ရှိရာသို့ငါစေတို့မည်သူတို့သည်ထိုပယောဖက်တမန်တော်အချို့တို့ကိုညှင်းဆဲကြလိမ့်မည်အချို့တို့ကိုတတ်ကြလိမ့်မည်ထို့ကြောင့်အာဘေလ၏အသွေးမှဆ၍ယေပလင်နှင့်အိမ်တော်၏အကြား၌တတ်ခဲ့ပြီးသောဇာခရိ၏အသွေးတိုင်အောင်ကဘာဦးမှဆ၍သွန်းပြီးသောပယောဖက်အပေါင်းတို့၏အသွေးကြောင့်ယခုဖြစ်သောလူတို့သည်စစ်ကြောစီရင်ခြင်းကိုခံရမည်ငါအမကန်ဆိုသည်ကယခုဖြစ်သောလူတို့သည်ထိုစစ်ကြောခြင်းကိုခံရမည်ကျမ်းတက်တို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပညာကိုဖွင့်သောတော့ကိုသိမ်းထားကြပြီမိမိတို့လည်းမဝင်လိုသောသူတို့ကိုလည်းစီတာကြသည်ဟုမိန့်တော်မူ၏ထို့သောပရိသတ်တို့အားမိန့်တော်မူစဉ်တွင်ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည်ကိုယ်တော်၌အပြစ်တင်ခွင့်ကိုရမည်အကြောင်းဒီကျမ်းပိုက်လေးမှာဆိုရင်ဘယ်လိုအရေးပါတဲ့စီးမြင်တွေကိုပြောပြထားတယ်ပြီးတော့အရေးပါတဲ့အကြောင်းအရာတွေကိုသခင်ယေရှုကတတိပေးထားပါတယ်လေသခင်ယေရှုတတိပေးထားတဲ့အရာတွေကိုမလိုက်ဖို့ရန်ကျွန်တော်တို့ကဘယ်ကဲ့သို့သိချအောင်ပြုလုပ်ကြမလဲစစ်မှန်တဲ့ဘာသာရေးကိုခေါ်ခြင်းအဆိုရင်ကျွန်တော်တို့အပါအဝင်မျိုးဆက်တိုင်းကိုဖြတ်တန်း၍သွားလာတဲ့ဟာကိုဖာရိရှဲနဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအမင်္ဂလာများကပြသထားပါတယ်အဲကျမ်းပိုက်ကိုရှင်နုကခရစ်ခန်း7ခန်းငယ်42-54မှာရေးသားထားပါတယ်တာရကအနေနဲ့ဆယ်ဖို့တဖို့ပေးခြင်းဟာဖျားသခင်ရဲ့ပြည်စုဆောင်ရှောက်ခြင်းကိုကျွန်တော်တို့သိရှိကြောင်းကိုပြသထားပါတယ်သို့ပေမဲ့လည်းလူသားတို့အတွက်တရားသဖြင့်စီရင်ခြင်းဖျားသခင်ကိုချစ်ခြင်းအမှုအဖြစ်ဘယ်သောအခါမျှအစားမထိုးနိုင်ဆိုတဲ့အခန်းငယ်42မှာတွေ့ရတယ်ဥပမာတရားစီရင်ခြင်းဖျားသခင်ကိုချစ်ခြင်းအမှုအဲ့ဒါတွေကိုဂရုမစိုက်ပဲမလေးစားပဲလှည့်လည်ပြုတ်ထားတဲ့ဤလူတွေတောင်မှတရားစရက်မှာမြင့်မြတ်တဲ့နေရာမှာနေရာထိုင်ရာကို၎င်းနှစ်သက်ကြပါတယ်အခန်းငယ်42နဲ့43မှာဖော်ပြထားတယ်စစ်မှန်တဲ့ဘာသာရေးအဆိုရင်အပေါ်ယံဗန်းပြပြုလုပ်ခြင်းဆိုတော့ယုံကြည်တဲ့သူတွေကအမှန်ပင်တတ်ရှင်တဲ့သူတွေမဟုတ်ကြောင်းသခင်ယေရှုတတိပေးလိုက်ပါတယ်သူတို့ကဆိုလို့ရှိရင်အသေးကောင်ကိုကင်မိတဲ့သူကဲ့သို့ပဲဖြစ်ပါတယ်ရှင်လုကာခရစ်ခန်းကြီး7ခန်းငယ်44ကိုဆက်ပြီးဖတ်ရအောင်သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားမထင်ရှားသောသင်္ချိုင်းတွင်းနှင့်တူကြ၏ထိုတွင်းပေါ်မှာသွားလာသောသူတို့သည်သင်္ချိုင်းတွင်းရှိမှန်းကိုမသိကြဟုမိန့်တော်မူ၏နောက်ကျမ်းပိုက်တစ်ပိုက်ကတောလျာကျမ်းခိုင်း19ခန်းငယ်16ပဲဖြစ်တယ်စရွေသေးသောသူနာရွေသေးသောသူလူသေးအယိုးလူသင်္ချိုင်းကိုလေပြင်း၌တွဲ၍ထိလင်9ရက်ပတ်လုံးမစင်ကြယ်ဖြစ်လိမ့်မည်ဘုရားသခင်ရဲ့ရှေ့တော်မှာအရေးမပါတဲ့အရာတွေနဲ့သက်ရှင်တဲ့အရာတွေကိုအပင်များရှုပ်ထွေးဖို့ရန်လွယ်ကူပါတယ်လေ။ကျန်တဲ့ပုဂ္ဂိုလ်တွေကိုလည်းအမင်္ဂလာရှိကြောင်းသခင်ယေရှုကြေညာခဲ့တယ်။သူတို့ကဆိုရင်၎င်းရဲ့အတွေ့အကြုံပညာအရေးချင်းတွေကိုအသုံးပြုပြီးတော့သူတစ်ပါးပေါ်မှာထမ်းခဲ့သောဝန်တင်ပြီးတော့၎င်းတို့ကိုတိုင်မှုကိုလက်ဖြားနဲ့မတုံမထိကြပါဘူးအဲ့ဒီချက်ကိုရှင်လုကာခရစ်ခန်း7ခန်းငယ်46မှာတွေ့ရတယ်ဖာရိရှဲတွေဆိုရင်သေလွန်တဲ့ပယောဖက်တွေကိုယူသေးလေးစားကြပါတယ်သို့ပေမဲ့လည်းသက်ရှိထင်ရှားတဲ့ပယောဖက်တွေကိုမူစန့်ကျင်ပြုမှုလှုပ်ဆောင်ကြတယ်။သခင်ယေရှုစကားပြောနေခြင်းမှာပဲအချို့သောသူတွေကဆိုရင်ဘုရားသခင်ရဲ့သားတော်ကိုတပ်ပေါ်ရန်ကြံစီနေကြပါတယ်။သေလွန်သောပယောဖက်တွေကိုယိုသေးလေးစားခြင်းဟာအရေးမကြီးပါဘူး။အရေးကြီးတဲ့ချက်ဟာပယောဖက်တို့ရဲ့ချစ်ခြင်းသနာဆောင်မဲ့ခြင်းနဲ့တရားသဖြင့်စီရင်ခြင်းစားတဲ့သတင်းစကားတွေကို၎င်းတို့နားထောင်ဖို့ရန်အတွက်ဖြစ်တယ်။နောက်ဆုံးအမင်္ဂလာဆိုရင်အလုံးမပင်ကြောင်းမဲ့ဖွယ်ရဖြစ်ပါတယ်။အချို့သောပါရိရှဲတွေကဘုရားသခင်နိုင်ငံတော်ရဲ့တော့ကိုယုံကြည်စိတ်ချစွာနဲ့အနှင်းချင်းခံရတယ်။သို့ပေမဲ့လည်းသူတို့ရဲ့တောင်းဝန်ကိုတော့ကျေပွန်အောင်မဆောင်ရွက်ကြပါဘူး။ဘုရားသခင်ရဲ့နိုင်ငံထဲကိုလူတို့ဝင်ရောက်ဖို့ရန်တော့ကိုပညာရှိစွာနဲ့အသုံးမပြုဘူး။ထို့သောဖြစ်မဲ့အစားသူတို့ကဆိုရင်ဘုရားသခင်ရဲ့လူတို့ကိုတော့ခတ်ထားပြီးတော့ကိုပြစ်လိုက်ကြပါတယ်။ဇွန်လ1ရက်တနင်္လာနေ့ဘုရားသခင်ကိုကြောက်ရွံ့မှာဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။လေ့လာမယ့်ကျမ်းပိုက်ကရှင်လုကာခရစ်ခန်း7အခန်းငယ်4-12ပဲဖြစ်ပါတယ်။ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြတော့ဆိုတော့ဗျာဒိတ်ကျမ်းခန်းကြီး14မှာ14ခန်းငယ်9ဆိုရင်က
ကောင်းကင်တမန်3ပါးရဲ့ပထမကောင်းကင်တမန်ရဲ့သတင်းစကားဖြစ်ပါတယ်။ဗျာဒိတ်14မှာပါရှိတဲ့ဤသတင်းစကားဆိုရင် 7-day Adventist ရဲ့အသက်တာနဲ့ယုံကြည်ခြင်းမှအလွန်အရေးပါပါတယ်။ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဆိုတဲ့အရာမှာဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ဖို့မဆိုလိုပါဘူး။အဲ့လိုဖြစ်မဲ့အစားဘုရားသခင်ကဘယ်သူဖြစ်ကြောင်းနဲ့ကျွန်တော်တို့ကိုဘယ်ကဲ့သို့ဖြစ်ဖို့ရန်အလိုရှိတယ်ဆိုတာသိရှိဖို့ရန်အတွက်ပဲဖြစ်ပါတယ်။ဘုရားသခင်အပေါ်မှာသစ္စာအပြည့်ရှိဖို့ရန်ယုံကြည်ခြင်းအမှုကလိုအပ်ပါတယ်။ဘုရားသခင်ရဲ့သားလေးဖန်ဆင်းရှင်ကျွန်တော်တို့ရဲ့အသက်တာအတွေ့အလောက်ဆက်ဆံရေးနဲ့အနာဂတ်တွေကိုစီရင်တဲ့သူပဲဖြစ်ပါတယ်။ရှင်လူကခရစ်ခန်းကြီး7ခန်းငယ်4မှ7ကိုဖတ်ရအောင်။ဘာအစေတို့တင်တို့အားငါဆိုသည်ကကိုခန္ဓာကိုတိုက်၍နောက်တစ်ဖန်အလင်းမပြုတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်။အဘယ်သူကိုကြောက်ရမည်နည်းဟုမူကားကိုခန္ဓာကိုတတ်ပြီးမှနရဲထဲသို့ချနိုင်သောသူကိုကြောက်ကြတော့။ငါအမှန်ဆိုသည်ကထိုသူကိုကြောက်ကြတော့။ဆာငဲ့9ကောင်ကိုအတရီ2ပြားအဘိုးနှင့်ဝယ်ရသည်မဟုတ်တော့။ထိုဆာငဲ့တစ်ကောင်ကိုမြတ်ဘုရားသခင်မေ့လျော့တော်မမူသင်တို့သဘင်သည်လည်းအကုန်အစင်ရည်တွက်လက်ရှိ၏ထိုကြောင့်မကြောက်ကြနှင့်သင်တို့သည်စာငဲ့အများတို့ထက်သာ၍မြတ်ကြ၏ငါဆိုသည်ကအကျဉ်သူသည်လူတို့ရှေ့မှငါ့ကိုဝန်ခံဘုရားသခင်ဤကောင်းကင်တမန်တို့ရှေ့မှလူသားသည်ထိုသူကိုဝန်ခံမည်အကျဉ်သူသည်လူတို့ရှေ့မှငါ့ကိုညှင်းပယ်ဘုရားသခင်ဤကောင်းကင်တမန်တို့ရှေ့မှထိုသူကိုငါညှင်းပယ်မည်လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကအပြင်းနှင့်လွတ်စေခြင်းကအခွင့်ကိုရနိုင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရဲ့သောသူမည်သည်ကအပြစ်နှင့်လွတ်စေခြင်းအခွင့်ကိုမရနိုင်ရသင်တို့ကိုတရားစရက်သို့၎င်းအကဲအမှုမင်းများရှိသို့၎င်းပို့ဆောင်ကြသောအခါအဘယ်သို့ပြန်ပြောရမည်ကိုမစိုးရင်ကြနှင့်အကြောင်းမူကားထိုခဏချင်းတွင်အဘယ်သို့ပြောရမည်ကိုသန့်ရှင်းသောဝိညာဉ်တော်သည်အကြံပေးမည်ဟုမိန့်တော်မူ၏စောင့်ရွတ်ခြင်းအကြောင်းကိုသခင်ယေရှုကျွန်ုပ်တို့ကိုဗာပြောထားပါတယ်လေကျမ်းပိုက်မှာဆိုရင်ညီသူကိုကြောက်ရမည်ညီဘယ်သူကိုမကြောက်ရအကြောင်းပြသထားတယ်လေယခုဤလောကမှာဆိုရင်ကျွန်ုပ်တို့တိုက်ခိုက်နိုင်တဲ့အရာတွေကိုကြောက်ဖို့ရမလိုပါဘူးထို့သောဖြစ်မဲ့အစားကျွန်ုပ်တို့ကဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးကြောက်ရွံ့ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့လက်ထဲမှာကျွန်ုပ်တို့ရဲ့အနာဂတ်ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သို့ပေမဲ့လည်းကျွန်ုပ်တို့ရဲ့ဘုရားသခင်ဆိုရင်စာငဲ့တွေအပေါ်မှာကြည့်ရှုပြီးကျွန်ုပ်တို့ရဲ့သဘင်ကိုအကုန်အစင်ရည်တွက်လက်ရှိပြီးဆိုတော့ရှင်လူကခရင်ခိုင်းစနေခန်းငယ်6နဲ့9မှာရေးသားထားတယ်ချစ်ခင်ယူရသောဘုရားဖြစ်သည်ဆိုတော့လည်းရေးသားထားပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့တယောက်စီတို့ရဲ့ရှေ့တော်မှာထာဝစဉ်အရေးပါပါတယ်အဲ့လိုကျွန်တော်တို့အမှန်တကယ်ယုံကြည်မယ်ဆိုရင်ညီညလောကီမှာကြောက်ရွံ့ခြင်းတွေလွင့်စင်သွားမှာဖြစ်ပါတယ်ရှင်လူကခရင်ဝင်ခန်းကြီး7ခန်းငယ်73မှ21ကိုဖတ်ရအောင်လူအစုအဝဲ၌ပါသောသူတယောက်ကအရှင်ဘုရားကျွန်ုပ်အကိုသည်အမွေဥစ္စာကိုကျွန်တော်အားဝေပေးပါမည်အကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်လင်ကိုတော်ကအချင်းလူအဘယ်သူသည်တင်တို့အမှုကိုစီရင်ခွဲဝေပိုင်သောအခွင့်ကိုငါအားပေးသည်နိဟုမေးတော်မူ၏ထိုမှတပါလောဘလူကျူးခြင်းကိုတတိနှင့်ပြင်ရှောင်ကြလော့အကြောင်းမူကားစီးစိမ်ရှိတော်လဲစီးစိမ်၌အသက်မတည်ဟုမိန့်တော်မူ၏တဖန်ဥပမာစကားကိုမိန့်တော်မူသည်ကတထေးတဦး၌မြေကောင်း၍အသီးနှံများလာ၏ထိုတထေးကငါသည်အဘယ်သို့ပြုရမည်နည်းအသီးနှံကိုတူထားเสียအရမရှိပြုမည်အကြံမူကားငါတိုက်များကိုဖျက်၍ကျဲသောတိုက်တို့ကိုတီးပြီးမှငါ၏အသီးနှံဥစ္စာရှိသည်များကိုတူထားမည်ငါဝိညာဉ်အားလည်းအချင်းဝိညာဉ်သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန်ဥစ္စာများကိုတူထားလက်ရှိသည်ငြိမ်ဝှက်စွာနေတော့စားတောက်ခြင်းပျော်မွေ့ခြင်းမှုကိုပြုတော့ငါပြောမည်ဟုတထေးအကြံရှိ၏ထိုအကြံရှိစဉ်တွင်ဘုရားသခင်ကအချင်းလူမိုင်းယနေ့ပင်သင်၏ဝိညာဉ်ကိုရုပ်သိမ်းရအချိန်ရောက်လိမ့်မည်တို့ဖြစ်၍သင်သည်ပြင်ဆင်တူထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုတထေးအားမိန့်တော်မူ၏ထိုအတူကိုအဖို့ဗန္နာများကိုစီးပူး၍ဘုရားသခင်ရှိတော်၌ဆင်းရဲသောသူမည်သည်ကထိုတထေးနှင့်တူသည်ဟုမိန့်တော်မူ၏ဒီကျမ်းပိုက်မှာဆိုလို့ရှိရင်ဤညမှာသခင်ယေရှုကဆိုရင်ကျွန်တော်တို့ကိုဘာတွေတတိပေးထားပါလဲပစ္စည်းဥစ္စာခွဲဝေမှုပေါ်မှာယံဖြစ်နေတဲ့ညီကိုနှစ်ဦးဆက်ကြားမှာသခင်ယေရှုဘဲလိုက်ရန်ညှင်းဆန်ပါတယ်သို့ပေမဲ့မနာလိုမှုရဲ့စိုးသွမ်းခြင်းအကြောင်းကိုပြည့်ညတ်တော်10ပါးကိုညွှန်ပြထားပါတယ်ထမြောက်ကျမ်းခိုင်း20ခန်းငယ်19မှာတွေ့ရတယ်၎င်းပြင်သူဟာဆိုရင်အချိန်တိုင်းမှာမှန်တဲ့အရေးကြီးတဲ့အချက်တွေကိုညွှန်ပြထားပါတယ်စီးစိမ်ရှိတော့လဲစီးစိမ်တိုင်းအသက်မတည်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ရှင်လူကခရင်ခန်းကြီးစနစ်ခန်းငယ်15မှာတွေ့ရှိရပါတယ်မိုက်နေသောတထေးရဆိုရင်သူ့ရဲ့ကျင်းမြောင်းတဲ့ကဘာလေးမှာအသက်ရှင်နေပါတယ်အခြားဘယ်အရာမျှ
၎င်းအတွက်အရေးမကြီးဘူး။အဲ့ကဲ့သို့ကျွန်တော်တို့မဖြစ်ရန်ဘယ်များတတိရှိရမလဲ။များစွာသောလောကရဲ့စည်းစိမ်ဥစ္စာတွေကိုကောင်းကြီးခံစားရတဲ့သူတွေအတွက်ဤအချက်လက်ကအလိုမှပင်ရေးကြည့်ပါတယ်။ကျွန်တော်တို့အားလုံးအဆိုရင်ရုပ်ဝတ္ထုပစ္စည်းတွေကိုနှိမ့်သက်ကြတယ်။သို့ပေမဲ့ထာဝရအကြောင်းကိုတော့ကျွန်တော်တို့စဉ်းစားလိုက်တဲ့အခါမှာဤရာတွေဆိုရင်အနေငယ်မြတ်တာအမှန်တကယ်ကျင့်နှံ့မှုပေးတယ်ဆိုတာကိုစဉ်းစားမှဖြစ်တယ်။ဤသို့ဖြစ်မဲ့ဆိုရင်ကျွန်တော်တို့ကဆိုရင်ရှင်လုကာခရစ်ခန်းကြီး7ခန်းရ16နဲ့21မှာသခင်ယေရှုတတိပေးချက်ကိုအမှားပြုမိရန်ဘယ်ကြောင့်အလိုမှပင်လွယ်ကူပါတယ်လဲဆိုတော့ပြန်ပြီးစဉ်းစားကြည့်ပါဇွန်လ2ရက်အင်္ဂါနေ့မှာဆိုရင်ကောင်းစဉ်ကပြင်ဆင်ပြီးစောင့်နေကြလောဆိုတဲ့ကောင်းစဉ်ဖြစ်တယ်။လေ့လာမယ့်ကျမ်းပိုက်ကရှင်လုကာခရစ်ဝင်ခန်းကြီး7ခန်းငယ်35မှာ53မှာဖြစ်တယ်။ Ellen G. White ရဲ့ဝိညာဉ်တော်စာဆောင်ဖြစ်တဲ့ Testimony for the Church Volume 9နဲ့စာမျက်နှာ460နဲ့461မှာဘယ်လိုကမ်းလို့ရေးသားထားလဲဆိုရင်စောင့်ကြည့်ခြင်းနှင့်သစ္စာရှိခြင်းသည်ခေတ်အဆက်ဆက်ခရစ်တော်၏နောက်လိုက်များရှိရမည့်အရာဖြစ်သည်သို့သောယခုကျွန်ုပ်တို့သည်ထာဝရလောက၏အစုံ၌ရပ်နေလျက်ရှိ၏ကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းတရားနှင့်ကြီးစွာသောအလွန်ရေးကြီးသည့်အလုပ်ကိုကင်ထားလျက်ရှိသည်ထို့ကြောင့်ကျွန်ုပ်တို့သည်အမြဲတတိရှိပြီးသေချာစွာစောင့်ကြည့်ရမည်ဖြစ်၏ဆိုတော့ရေးသားထားတယ်။သင်ရဆိုရင်သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းကိုကြာမြင့်စွာစောင့်နေရမယ်ဖြစ်ပေမဲ့လို့ရှင်လုကာခရစ်ယာန်ခန်းကြီး7ခန်းငယ်35မှာ53ကိုအရင်ဖတ်ရအောင်သင်တို့သည်ခပန်းစည်းလျက်စီမီထွန်းလျက်နေသည်ဖြင့်သခင်သည်မင်္ဂလာဆောင်ပွဲမှပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမည်ကိုမျှော်လင့်၍နေသောကျွန်ကဲ့သို့ရှိနေကြလောအကျဉ်ကျွန်တို့သည်စောင့်လျက်နေသည်ကိုသခင်သည်ပြန်လာ၍တွေ့၏ထိုကျွန်သည်မင်္ဂလာရှိ၏ငါအမှန်ကန်ဆိုသည်ကသခင်သည်ခပန်းစည်းလျက်ကျွန်တို့ကိုစပွဲ၌လျောင်းစေပြီးမှကိုယ်တိုင်လာ၍သူတို့အားလှုပ်ကြွေးလိမ့်မည်နှစ်ချက်တီးချိန်ဖြစ်စေသုံးချက်တီးချိန်ဖြစ်စေသခင်သည်လာ၍ထိုတို့တွေ့လျင်ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏အရှင်သည်တခိုးလာမည့်အချိန်နာရီကိုသိရလျင်မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းကစောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလောအကြောင်းမူကားသင်တို့မထင်မမှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်ဤဥပမာကိုအကျွန်ုပ်တို့အားမိန့်တော်မူသလောလူအပေါင်းတို့အားမိန့်တော်မူသလောဟုမေးလျှောက်လျင်သခင်ဖျားကအရှင်သည်မိမိအိမ်သားတို့အားအချိန်တန်နှင့်အစားအသောက်တို့ကိုဝေဖန်စေခြင်းကအုပ်အချုပ်ခန့်ထား၍သစ္စာနှင့်၎င်းတတိပညာနှင့်၎င်းပြည့်စုံသောကျွန်ကအဘယ်သူနည်းအကျဉ်ကျွန်သည်ဤသို့ပြုလက်နေသည်ကိုအရှင်သည်ပြန်လာ၍တွေ့၏ထိုကျွန်သည်မင်္ဂလာရှိ၏ငါအမှန်ဆိုသည်ကအရှင်သည်မိမိဥစ္စာရှိသည်များတို့ကိုထိုကျွန်၌အပ်လိမ့်မည်သို့မဟုတ်မူကားအကျဉ်ကျွန်ကငါအရှင်လာခဲလိမ့်မည်ဟုစိတ်ထဲ၌အောက်မေ့သည်နှင့်ကျွန်ချင်းယောက်ျားမိန်းမတို့ကိုရိုက်ပုတ်လဲစားတောက်ရည်မူလဲနေ၏ထိုကျွန်မကြည့်မမျှော်သောနေ့ရက်မကြားမသိသောအချိန်နာရီ၌သခင်သည်ရောက်လာလျင်ထိုကျွန်ကိုပြင်းစွာဆုံးမကုမြတ်၍သစ္စာမရှိသောသူတို့နှင့်တကွနေရာချလက်တံအကျဉ်ကျွန်သည်မိမိသခင်၏အလိုကိုသိလျက်နှင့်အသစ်မနေသခင်၏အလိုကိုမဆောင်ထိုကျွန်သည်များစွာသောဒဏ်ကိုခံရ၏သခင်၏အလိုကိုမသိဘဲလျက်ဒဏ်ခံထိုက်သောအမှုကိုပြုမိသောသူမူကားအနှဲငယ်သောဒဏ်ကိုသာခံရ၏အကျဉ်သူသည်များစွာသောကျေးဇူးကိုခံ၏ထိုသူသည်အများကိုဆက်ရ၏အကျဉ်သူ၌များစွာသောဥစ္စာကိုအနှင်း၏ထိုသူကိုများစွာတောင်းလိမ့်မည်မြေပေါ်၌မီးလောင်စေခြင်းကလာသည်ထိုမီးမညှိမီတိုင်အောင်ငါ၏အလိုမပြည့်စုံဗတ္တိဇံတစ်ခုကို၎င်းငါခံเสียရှိ၏ထိုဗတ္တိဇံကိုမခံမီတိုင်အောင်ငါသည်အလွန်ငြင်းငွေသောစိတ်ရှိ၏မြေပေါ်၌ငြိမ်သက်ခြင်းကိုပေးအပ်သောငါလာသည်ဟုထင်ကြသလောထိုသို့သောအလို့ငါလာသည်မဟုတ်အချင်းချင်းကွဲပြားစေခြင်းကငါလာသည်ဟုငါဆို၏အဘယ်သို့နည်းဟုမူကားယခုမှစ၍အိမ်တအိမ်၌နေသောသူလူ9ယောက်တို့သည်2ယောက်တစု3ယောက်တစုအချင်းချင်းကွဲပြားလိမ့်မည်အဘနှင့်သားအမိနှင့်သမီးကျွန်မရောက်ခမနှင့်ချွေးမအချင်းချင်းကွဲပြားလိမ့်မည်ဟုမိန့်တော်မူ၏ခရိယာများဆိုရင်ပြင်းညစ်ခြင်းဒါမှမဟုတ်တက်တောင့်တက်တာနေဖို့ရန်အခြေအနေမပေးပါဘူးခရစ်တော်ပြန်လည်ကြွလာတော့မဲ့အချိန်ကိုမသိခြင်းအဆိုရင်
မိခွက်များကိုစီဖြစ်ပြီးတော့ဝိယုံတွေကိုအစဉ်သစ်ရှိဖို့ရန်ကျွန်တော်တို့ဆော်ဩသိပါတယ်မကြမီမှာသူ့ရဲ့ကြွလာခြင်းရဆိုရင်ကျွန်တော်တို့ရဲ့အသက်တာနဲ့အလုပ်တိုင်းအသိရှိမှုနဲ့သစ္စာရှိမှုတွေတွန်းအားဖြစ်ပါတယ်လောကမှာသူ့ရဲ့အလိုတော်ကိုဆောင်ခြင်းနဲ့သူ့ကိုငြိမ်သက်စွာတွေ့မြင်ဖို့ရန်အစဉ်သစ်ရှိခြင်းတို့ဆိုရင်သစ္စာရှိခြင်းကောင်းတဲ့ကြုံများနဲ့စိုးသွမ်းတဲ့ကြုံတွေကိုခွဲခြားမဲ့အရာပဲဖြစ်ပါတယ်ငါအရှင်လာခဲလိမ့်မည်ဆိုပြီးရှင်တို့ကခရင်ခိုင်းစနစ်ခန်းငယ်45မှာဆိုထားတယ်ဒီတို့ပဲသစ္စာရှိမှုကိုလျှဉ်ပြုမှုပါဆိုရင်မိမိကိုလေးနေတဲ့ဖျားရှင်ရဲ့စီရင်ခြင်းအောက်မှာထားရှိခြင်းပဲဖြစ်ပါတယ်အချက်ကိုရှင်တို့ကခရင်ခိုင်းစနစ်ခန်းငယ်45နဲ့48မှာတွေ့ရှိရတယ်လူတယောက်ဆိုရင်ဖျားရှင်ရဲ့အမှုကိုဆောင်ရွက်တဲ့နေရာမှာပို့ပြီးတော့ဂုဏ်ပြုခြင်းခံရတယ်ဆိုကြပါစို့ထိုသူကိုပို့ပြီးတော့အလုံနဲ့တာဝန်ကိုပေးမှဖြစ်ပါတယ်အဲဒီနောက်မှာဖျားရှင်ကထိုသူထမ်းနေပို့ပြီးတော့ရဖို့ရန်မျှော်လင့်မှဖြစ်တယ်ဆိုတဲ့အရာကိုခန်းငယ်48မှာတွေ့ရှိရတယ်ဇီးုံမြို့မှာမြေမှုစွာနေတော်သူတို့သည်အမင်္ဂလာရှိကြ၏ဆိုတော့ရှစ်ပြောဖက်စီရင်ချက်အမုတ်ခန်းကြီး6ခန်းငယ်1မှာတွေ့ရတယ်ခရိယန်နောက်လိုက်တပည့်ပေရာဆိုရင်ပြင်းကြီးစွာဒါမှမဟုတ်သက်ဆောင်သက်သာစွာမနေကြဖို့ရန်အတွက်ခရစ်တော်ကတတိပေးခြင်းကိုပြသထားတယ်လို့ထင်ရပါတယ်ထင်မြင်ရတယ်ခရိယန်တို့ရဲ့အသက်တာဆိုရင်ဝိညာဉ်ရေးတိုက်ပွဲအဖြစ်ရှင်ပေါလုရှင်းလင်းဖော်ပြထားပါတယ်ဤဖက်ခန်းကြီး6ခန်းငယ်7မှာဖတ်ရှင်းရင်တွေ့ရပါတယ်အရေးကြီးတဲ့အချက်ဆိုရင်ခရိယန်တိုင်းမှာခရစ်တော်နဲ့စာရန်စိုက်ကြတိုက်ပွဲမှာပါဝင်ခြင်းပဲဖြစ်တယ်အဲနောက်ကတ်တန်ရဆိုရင်ထိုနှစ်ခုဆက်ကြားမှာခြားနာစွာစီချထားခြင်းပဲဖြစ်တယ်ကတ်တိုင်ပေါ်ရှိတဲ့ခရစ်တော်အပေါ်မှာအစဉ်မပြတ်ယုံကြည်ခြင်းဖြစ်တာအပြည့်အအောင်မြင်ခြင်းကိုရရှိနိုင်မှာဖြစ်ပါတယ်များစွာပေးခြင်းခံရတဲ့သူတွေကိုများစွာတောင်းခံမှာဖြစ်တယ်အကျဉ်သူဟာများစွာသောဥစ္စာကိုအနှံ့၏ထိုသူကိုများစွာတောင်းလိမ့်မည်ဆိုတော့ရှင်တို့ကခရင်ခိုင်း7အခန်းငယ်48မှာဖော်ပြထားတယ်ဤကျမ်းဖတ်ရဆိုရင် Seventh Adventist တွေအနေနဲ့ဘယ်ကဲ့သို့အနဲ့အထိပ်ပဲရှိတယ်လဲဆိုတာကိုပြန်ပြီးတော့ဆင်ခြင်ကြည့်ပါဂျွန်လ3ရက်ပုဒ်တခုနေ့အသီးသီးသောတက်တည်များဖြစ်ပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်တယ်။လေ့လာမယ့်ကျမ်းပိုက်ကရှင်လုကာခရစ်ခန်းရှိခန်းငယ်4မှ15ပဲဖြစ်တယ်။ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဆိုရင်ကဘာမတီကပင်တွေးဆုံကြပြီးတော့ကယ်တင်ချင်းစီမံကိန်းကိုစီစဉ်ဆောင်ရွက်ခဲ့ပါတယ်။လူကိုမဖန်ဆင်းမီလူဟာဆိုရင်အပြစ်မကျူးလွန်မီရပင်ဘုရားသခင်ဟာဆိုရင်လောကကိုကယ်တင်မှုရန်စီမံထားရှိပြီးဖြစ်ပါတယ်။၎င်းအစီအစဉ်ဟာဆိုရင်ကတ်တန်ကိုပဲဗဟိုပြုထားပါတယ်။အဲဒီနောက်မှာကတ်တန်ရဲ့ကောင်းတဲ့ကိုလောကီရှိလူတိုင်းကိုပြောကြားမှာဖြစ်ပါတယ်။ထိုတောင်ဝင်ရဲ့သက်သေရာဆိုရင်ခရစ်ယာန်တိုင်းအပေါ်မှာကြားရောက်ပါတယ်။ယေရုရှလင်မြို့မှာစတဲ့ယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါဤသက်သေဖြစ်ကြလိမ့်မည်ဆိုတော့တမန်တော်1ခန်းငယ်8မှာဖော်ပြထားတယ်။သခင်ယေရှုရဲ့နောက်ဆုံးမိန့်မှာချက်ဆိုရင်ဖျားရှင်၎င်းရဲ့နောက်လိုက်များအပေါ်သက်သေခံမှုရန်ထားတဲ့တောင်းဝန်ဟာဆိုရင်အရေးကြီးကြောင်းပြသထားပါတယ်။ခရိယန်သက်သေခံတော့ဆိုရင်မျိုးစေ့ကိုကျဲတဲ့သင်ခန်းစာပုံမြင်ရနေရည်သည့်သင်ခန်းစာကိုသင်ကြားရယူနိုင်မယ်ဆိုတော့ရှင်လုကာခရစ်ခန်းကြီး8ခန်းငယ်4ခန်းငယ်15မှာ4ကနေ15မှာဖော်ပြထားပါတယ်။သက်သေခံတော့သူရဲ့ဆုလက်ကမြည်သည့်အချိန်နဲ့မြည်သည့်အရာဖြစ်ပါတယ်လေဆိုတာကိုရှင်လုကာခရစ်ခန်းကြီး18အခန်းငယ်24မှာ30ဒီဖော်ပြထားတယ်။သက်သေခံရမှာသစ္စာရှိခြင်းနဲ့တာဝန်သိခြင်းအကြောင်းကိုလည်းရှင်လုကာခရစ်ခန်း19ခန်းငယ်17မှ29မှာဖော်ပြထားတဲ့တထေးနဲ့စရင်ငါးသင်ခန်းစာပုံမြင်ကဘယ်ကဲ့သို့သင်ထားပါတယ်လေဒီကျမ်းပိုက်တိုင်းမှာဆိုရင်အန်ဒီရဲ့တာဝန်သက်သေခံခြင်းရဲ့စုရလတ်နဲ့ယုံကြည်စိတ်ချခြင်းအကြောင်းပေးထားပါတယ်လေးနဲ့တဲ့တာဝန်ကိုကျွန်တော်တို့အနည်းခံရပါတယ်သို့ပေမဲ့ကျွန်တော်တို့အတွက်သခင်ယေရှုရဲ့စက္ကအနံ့ခြင်းကိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုတောင်းခံတဲ့အရာကအဘယ်မျှအမှန်တကယ်အနည်းငယ်မျှသာဖြစ်နေရပါတယ်လေဂျွန်လ4ရက်ဇာတာပတိနေ့ကျွန်တို့ဤခေါင်းဆောင်ဖြစ်ပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်လေ့လာမယ့်ကျမ်းပိုက်ကရှင်လုကာခရစ်ခန်းကြီး22ခန်းငယ်24မှ29ပဲဖြစ်ပါတယ်ရှင်လုကာခရစ်ခန်း22ခန်းငယ်24မှ29ရင်ဖတ်ရအောင်ထိုမှတပါးတပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူသည်တာ၍ကြီးမြတ်သည်နည်းဟုအချင်းချင်းညှင်းခုန်ခြင်းရှိသည်ဖြစ်၍ကိုတော်က
လောကီမင်းတို့သည်အစိုးတရားပြုတတ်ကြ၏အာနာထားသောသူတို့ကိုလည်းကျေးဇူးရှင်ဟူ၍ခေါ်ဝေါ်ကြ၏သင်တို့မူကားထိုသို့မပြုကြနှင့်သင်တို့တွင်အကဲမှုပြုသောသူကိုငယ်သားကဲ့သို့ဖြစ်စေအုပ်ဆိုးသောသူတို့ကိုလည်းအစေခံကဲ့သို့ဖြစ်စေအဘယ်သူသည်တာ၍ကြီးမြတ်သည်နည်းစပွဲ၌လျောင်းသောသူသည်ကြီးမြတ်သလောလှုပ်ကြွေသောသူသည်ကြီးမြတ်သလောစပွဲ၌လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်တော့သို့တော်လည်းငါသည်သင်တို့တွင်လှုပ်ကြွေသောသူကဲ့သို့ဖြစ်၏နောက်ဆုံးညစာစားပွဲကိုပြင်ဆင်နေတဲ့ချိန်မှာပဲတပိတ်တော်တွေကဆိုရင်နိုင်ငံတော်၌မြေသူဟာဆိုရင်အကြီးဆုံးဖြစ်တယ်ဆိုတော့ညှင်းခုန်ပြုနေကြပါတယ်၎င်းတို့ရဲ့မိုက်မဲခြင်းကိုသခင်ယေရှုဘယ်ကဲ့သို့ကင်တွယ်တယ်လဲသူရဲ့အဖြေဟာဆိုရင်အဘယ်ကြောင့်အလုံးလင်းခြားနာနေပါသလဲခေါင်းဆောင်မှုသမိုင်းမှာဆိုရင်သခင်ယေရှုရဲ့အဖြေဟာအထူးပဲဖြစ်ပါတယ်ဖာရောဘုရင်နေဗုခဒ်နေဇာမင်းအလက်ဇန္ဒာဂျူလီယက်စီဇာနပိုလီယန်နဲ့ဂျန်ဂိခံစားတဲ့သူတွေကဆိုရင်သူတစ်ပါးအပေါ်မှာအာဏာတကုန်းနဲ့ခေါင်းဆောင်မှုကိုရရှိထားတယ်လောကဆိုရင်အာဏာတကုန်းကိုဘယ်ကဲ့သို့အမြဲအသုံးပြုတယ်ဆိုတာကိုပြသထားပါတယ်သို့ပေမဲ့သခင်ယေရှုပြောဒီမှာသင်တို့မူကားထိုသို့မပြုကြနဲ့လူသားသည်သူတစ်ပါးကိုစေစားခြင်းကမလားသူတစ်ပါးအစေကိုခံခြင်းက၎င်းမိမိအသက်ကိုဆိုရင်လူများကိုရွေးခြင်းက၎င်းကြွလာသည်ဖြစ်၍ထို့နည်းတူသင်တို့တွင်အကဲမှုပြုလိုသောသူကိုလည်းသင်တို့အစေခံဖြစ်စေသင်တို့တွင်အထွတ်အမြတ်လုပ်ချင်သောသူကိုလည်းသင်တို့၏ကြုံဖြစ်စေဟုမိန့်တော်မူ၏ဆိုတော့ရှမသက်ခရစ်ခန်းကြီး20အခန်းငယ်26မှ28မှာရေးသားထားပါတယ်အစေခံခြင်းနဲ့မိမိကိုယ်ကိုညှင်းပယ်ခြင်းအဆိုရင်သူ့ရဲ့ခေါင်းဆောင်မှုနဲ့သူ့ရဲ့အခြေခံလှုပ်ဆောင်မှုနီလန်းအဖြစ်သခင်ယေရှုဖော်ပြထားပါတယ်ဤကဲ့သို့နီလန်းနဲ့လူသားတို့ဟာဆိုရင်ဆက်ဆံရေးစီမင်းအစစ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်ပြည့်စုံခြင်းဟာအာဏာတကူမှလာတာမဟုတ်ပါဘူးအစေပြုခြင်းအရာမှလာခြင်းဖြစ်ပါတယ်ခေါင်းဆောင်မှုအာဏာဆိုရင်လှုပ်ဆောင်နိုင်တဲ့စွမ်းရည်တကူကနေလက်ခံရရှိတာမဟုတ်ပါဘူးအစေပြုခြင်းကနေရရှိပါတယ်ပလင်တော်မှအပြောင်းလဲစတင်တာမဟုတ်ပါဘူးကတ်တိုင်မှစတင်ခြင်းပဲဖြစ်ပါတယ်ရှင်ရန်အတွက်သိခံရပါတယ်ယောဘဝတ္ထုခန်းကြီးရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7ခန်းငယ်24မှာဖော်ပြထားတယ်သခင်ယေရှုရဲ့တပည့်တော်များဆိုရင်ညီသူကအကြီးအကဲဖြစ်မဲ့ပြဿနာနဲ့တူလူနီးပါအချက်တွေကိုရှင်လုကာခရစ်ခန်းကြီး9ခန်းငယ်46မှ48မှာတွေ့ရပါတယ်သူ့ရဲ့တပည့်တော်ရဲ့စိတ်နှလုံးထဲမှာလောကရဲ့စီးမြင်များဆိုရင်ရှိနေစေပဲဖြစ်တယ်သခင်ယေရှုရဲ့ဖြေကြားချက်အစဉ်ပြဿနာရဲ့ဗဟိုချက်မှကိုထိပြီးတော့ခရိယန်တို့ရဲ့အသက်တာမှာအကြီးဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်လာပါတယ်သူတစ်ဖြစ်သူဟာဆိုရင်အငယ်ဆုံးသောသူဆိုသည့်စကားဆိုရင်အခန်းငယ်48မှာဖော်ပြထားလို့လောကရဲ့စီးမြင်များနဲ့ဘယ်လောက်ကွာခြားနေတယ်လဲဆိုတာကိုပြသထားပါတယ်။ဤနေရာမှာသခင်ယေရှုရဲ့သွန်သင်ချက်တွေကဆိုရင်လောကရဲ့စီးမြင်များနဲ့အလွန်ကွာခြားတယ်။အဲဒီအတွက်ကြောင့်အကယ်၍ကျွန်ုပ်တို့ရဲ့အသက်တာမှာသခင်ယေရှုရဲ့စီးမြင်တွေကိုအသုံးပြုမယ်ဆိုရင်ကျွန်ုပ်တို့ဘယ်ကဲ့သို့အသက်ရှင်နေထိုင်နိုင်မလဲ။ဇွန်လ9ရက်တောက်ကြနေ့ထပ်ဆင်းလေ့လာဖို့ရန်အချက်တွေကEllen G. White ရဲ့ဝိညာဉ်တော်စာဆောင်ဖြစ်တဲ့ Step to Christ စာမျက်နှာ58မှာရေးသားထားတဲ့ကောက်နှုတ်ချက်ကိုဖတ်ပြချင်ပါတယ်။ကျွန်ုပ်တို့နှလုံးသားကိုအဘယ်သူပိုင်သနည်းကျွန်ုပ်တို့၏အတွေးများသည်ညီသူအပေါ်၌ရှိသနည်းညီသည့်အကြောင်းကိုကျွန်ုပ်တို့ပြောရန်နှစ်သက်သနည်းကျွန်ုပ်တို့၏အကောင်းဆုံးဆုအကျိုးကျေးဇူးနှင့်စွမ်းအင်ကိုအဘယ်သူပိုင်သနည်းကျွန်ုပ်တို့သည်ခရစ်တော်အတွက်ဖြစ်သောကျွန်ုပ်တို့၏အတွေးများသည်သူ့အပေါ်၌ရှိမည်ဖြစ်၏ကျွန်ုပ်တို့၏အချိုမြိန်ဆုံးသောအတွေးသည်သူ့အကြောင်းသာဖြစ်မည်ကျွန်ုပ်တို့ပိုင်ဆိုင်သမျှတို့သည်သူ့အားဆက်ကပ်ထားပြီးကျွန်ုပ်တို့သည်သူ့၏စရိုက်သူ့၏ဝိညာဉ်သူ၏အလိုတော်နှင့်ပုံတူကူးချလိုသောဆန္ဒရှိပြီးအရာခတ်သိမ်းတို့၌သူ့အားဝမ်းမြောက်ပျော်ရွှင်စေမည်ဖြစ်၏ဆိုပြီးတော့Ellen G. Whiteရေးသားထားပါတယ်ဒီပန်းသင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်ဈာနာသူများအားလုံးပေါ်မှာဖဖျားသခင်ရဲ့ဝါဆိုသောကောင်းကြီးမင်္ဂလာများသွန်လောင်းချပေးပါစေအာမင်